မိတ်ဆွေတို့အနေနဲ့အိမ်မနေရင်ဖုန်းလေးနဲ့ယုံနဲ့တရက်ကို2000 3000ရမယ်ဆိုတဲ့အလုပ်မျိုးတွေဒါမှမဟုတ်ထိုင်းမြန်မာနယ်စပ်ကနာမည်ကြီးကုမ္ပဏီတစ်ခုခုမှာလစာ30အထက်နဲ့အလုပ်လုပ်ရမယ်ဆိုတဲ့ကန့်လန့်ချက်တွေကိုမြင်ဘူးတွေ့ဘူးကြပါသလားအခုလိုအလုပ်ကိုင်အခွင့်အလမ်းတွေရှားပါနေတဲ့အချိန်မှာဒီလိုခွင့်ရေးတွေဟာနိုင်ရည်ကန်နဲ့ကြာသွားတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာခမားတို့ကျွန်တော်တို့တွေမမြင်နိုင်တဲ့ထောင်ချောက်တစ်ခုဖြစ်နေတတ်ပါတယ်ဒီနေ့ကျွန်တော်တို့ General Knowledge မြန်မာကနေပြီးတော့ခမားဘဝကိုဖျက်ဆီးပစ်နိုင်တဲ့အလုပ်ခေါ်စာတုတွေရဲ့အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတိထားရမယ့်ချက်ကတော့အလုံးနဲ့လစာမမျှတာချင်မှာပဲမြန်မာပြည်ရဲ့လက်ရှိအခြေခံလစာနဲ့စီးပွားရေးအခြေအနေကတော့အတွေ့အကြုံမရှိတဲ့လူတစ်ယောက်အတွက်တစ်လကိုလစာ30-30ပေးနိုင်မှုဆိုတာဘယ်လုပ်ငန်းရှင်မှမလုပ်နိုင်တဲ့အရာပါတကယ်တော့လူလိမ်တွေဟာခမားတို့ရဲ့လိုအပ်ချက်ကိုပြန်ပြီးအသုံးချတာပါလစာများများနဲ့အလုပ်ကိုတတ်လုပ်ရမယ်ဆိုတဲ့စကားလုံးတွေနဲ့ခမားတို့ရဲ့စဉ်းစားဆင်ခြင်ဉာဏ်ကိုကွယ်ပြောင်းအောင်လုပ်နေကြတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ငွေအရင်တောင်းခံခြင်းဖြစ်ပါတယ်ဒါကတော့အားလုံးနဲ့မှအရှင်းဆုံးတစ်ခုဖြစ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်ကုမ္ပဏီရဲ့စစ်မှန်တွေဟာအလုပ်သမားရှာဖို့အတွက်ကြော်ညာကားတွေကိုသူတို့ဘက်ကပဲအကုန်ကြခံပါတယ်။ခမားတို့စီကနေယူနီဖောင်းဖို့ ID ကတ်ဖို့ဒါမှမဟုတ်အလုပ်သွင်းပေးက service fee ဆိုပြီးတော့ငွေရင်တောင်းပြီဆိုရင်တော့အဲ့ဒီအလုပ်ကိုချက်ချင်းကြောက်ခိုင်းတင်ပါတယ်။အလုပ်ရလို့လစာရမယ်စာခမားတို့စီကရှိစုမဲ့စုလေးတွေပါသွားနိုင်ပါတယ်။တတိယအချက်တစ်ခုကတော့တရားမဝင်တဲ့အလုပ်ခေါ်စာတွေပါအလုပ်ခေါ်စာအတူအများစုဟာ Telegram ကိုအဓိကအသုံးပြုကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Telegram ကအကောင့်ဖြတ်ရလွယ်ပြီးတော့လူတွေကိုခြေရာခံမှုခက်ခဲလို့ဖြစ်ပါတယ်။အင်တာဗျူးကိုလည်းဖုန်းနဲ့ပဲဖြစ်ဖြစ်ချက်နဲ့ပဲဖြစ်ဖြစ်9မိနစ်လောက်ပဲလုပ်ပြီးတော့အလုပ်ခန့်လိုက်ပြီလို့ပြောတတ်ကြပါတယ်။တကယ်ကုမ္ပဏီတွေဆိုရင်တော့ရုံးခန်းလိပ်စာတွေတရားဝင်ဖုန်းနံပါတ်တွေနဲ့ကုမ္ပဏီ email ဥပမာ @company.com စတာတွေရှိရပါမယ်။အကယ်လို့များကျွန်တော်ပြောလိုက်တဲ့အချက်တွေကတခုခုမပြည့်စုံတာရှိခဲ့လို့ရင်ခင်ဗျားတို့အလုပ်ရှောင်မဲ့ကုမ္ပဏီကိုပြန်လဲပြီးတော့စစ်ဆေးဖို့လိုအပ်ပါတယ်။စရထချက်အနေနဲ့ကတော့ test အလုပ်တွေဖြစ်ပါတယ်။ test အလုပ်တွေဆိုတာကတော့ YouTube ဗီဒီယိုတွေကို live လုပ်ပေးရင်တစ်ခါလုပ်ရင်ကျပ်900ရမယ်။1000ရမယ်ဆိုပြီးတော့အစပိုင်းမှာငွေအနေချင်းနဲ့မလုံးပေးရကြပါတယ်။တကယ်တော့ဒါဟာအယုံသွင်းတာတစ်ခုဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ level တက်ဖို့ငွေရင်သွင်းရမယ်။စတာတွေပြောလာတယ်ဆိုရင်တော့ဒါဟာ click scamming ငွေညက်တဲ့အလုပ်တစ်ခုဖြစ်လာပါပြီ။နောက်ဆုံးမှာတော့ခင်ဗျားငွေတွေကိုသွင်းပြီးတာနဲ့သူတို့ဘက်ကနေခင်ဗျားကိုအဆက်အသွယ်ဖြစ်သွားမှာဖြစ်ပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့လွယ်လွယ်နဲ့ရတဲ့ပတ်စံဆိုတာလောကမှာမရှိပါဘူးအလုပ်တစ်ခုကိုမလျှောက်ခင်မှာအဲ့ဒီကုမ္ပဏီဟာတကယ်ရှိမရှိ Google မှာအရင်ရှာပါအသိမိတ်ဆွေတွေကိုမေးပါလူလိမ်တွေဟာနီးမျိုးစုံနဲ့လာပြီးတော့လိမ်လဲပါလိမ့်မယ်ဒါပေမဲ့ခမားမှာအခြေခံဘ ഹു တုဒ္ဒတွေရှိနေရင်တော့ဘယ်သူကမှလိမ်လဲလို့မရနိုင်ပါဘူးBonafide တစ်ခုအနေနဲ့အခုနောက်ပိုင်းမှာဆိုရင် MLM ပုံစံအလုပ်တွေဟာ Aura တိတ်ကအမိခံပြီးတော့ online shop တွေကနေ order ကောက်ပြီးတော့သူတို့အစားပစ္စည်းတွေကိုကိုစားရောင်းခိုင်းနေကြပါတယ်။လစာရဲလို့မဲမဲရမရှိတဲ့ပြင်ကိုရောင်းနိုင်သလောက်ပတ်စံရမယ်